နေကြည့်အားမင်းတယောက်အတွက်တသက်အဝံကိုမလေးဖို့ရှာနေကြစမ်းသာလူတွေကောင်းဖို့ရှိရွယ်ကြိုးစားကြတဲ့အခါမင်းရတာစိတ်ကိုမိပုံရှုံနိုင်မှာအုံညီလေးကြီးမနာလို့ပေါ်ဟုတ်တာပြောလိုက်မကြောက်နဲ့ကွာရှင်သန်ခြင်းရဲ့ပြေဝရတဲ့နဲ့တိမ်ပဲကိုမင်းသိပါအမှန်တရားတက်ကကွယ်အမရှင်တွေကိုတိုက်ခိုက်ကြတဲ့အခါမင်းတနေဘဝကိုစွန့်လွတ်ထားနိုင်မှာယုံကြည်ပါမှန်တရားယုံသားဆုံးလုံးရှာလောကနေရင်ဆိုင်နိုင်တုံးလို့ဘူးမဟုတ်လားယုံကြည်ပါမှန်တရားယုံသားဆုံးလုံးရှာလုံးစုံကိုရှာဖွေပေးစမ်းနိုင်မှာတို့တဲ့လောကကြီးသာယာဖို့ကောင်းသောရည်ရွယ်ချက်နဲ့လူငယ်လေးတယောက်ဖြစ်ဖို့ကွာ